ကိုမိတ်ဆွေများအားလုံးမင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့ရွှေပြည်သာတရက်ကွက်တစ္ဆာလမ်းမှာတက်ဆင်ပေးရတဲ့ခြံတကားနှစ်ပေါင်းနဲ့မိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဗျဖွင့်ပေးဆိုလို့ရှိရင်လည်းပုတ်ပလေးနဲ့ပစ္စည်း quality ကောင်းကောင်းလက်ရကောင်းကောင်းတုံးပေးထားပါတယ်ဟောလို့လေဆိုလို့ရှိရင်လည်းကျွန်တော်တို့ 1.8 mm ကိုတုံးပေးထားပါတယ်ဗျပုံစံမျိုးလေးတွေကျန်းကျက်တဲ့လို့မှာအောင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ရဲ့တာမန်နဲ့စတီးလှဆင်လုံးအောင်ဆက်သွယ်လိုက်ပါ online နဲ့ပြောကြုံကြည့်အတွက်လောအနှံပေးတဲ့အမားကိုလည်းကျွန်တော်တို့ဒီဘက်ရဲ့တာမန်ကစတီးလုံးကနေပြီးကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျ။နိုင်ငံရေးတွေရိုးရိုးရှင်းရှင်းနဲ့အများကြီးကြည့်လို့ကောင်းပါတယ်။ဒီတိုင်းကြပါပဲ။တက်ဆင်ကြည့်မှုတွေပါဒီလေးတွေပြောတဲ့သေးလေးတွေဒါလေးကိုပြန်လိုက်နေပါတယ်ဗျ။ခွန်ပေးကတော့ပြောကြမှာမဟုတ်ပါဘူး။ပေါ့ပါပဲ။ဘုံမျိုးလေးတွေလိုပဲလို့အာယူခြင်းနဲ့မိတ်ဆွေများလည်းဖုန်းနံပါတ်3ညကို45984113နဲ့955389090ကိုဆက်သွယ်မြင်မြန်ပြီးပါယူလို့ရပါတယ်။ဒီလိုဆောင်းအောင်ကြည့်ပြီးတဲ့ဒီတယောက်ချင်းပြီးတိုင်းလည်းကျေးဇူးပဲအထူးတင်ရှိပါတယ်နော်။နောက်ဗီဒီယိုလေးမှာလည်းကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးပြန်လာခဲ့ပါဦးမယ်။ကျွန်တော်တို့ဆိုင်လိပ်စာလေးကတော့ရန်ကုန်တာကီရာပါ။